နဲ့ခွေမချီပြုံးနဲ့ဆိုင်ပြရအောင်မဲဒါပေမဲ့မမေ့နိုင်ပါဘူးချီရဲ့နောင်ညူရဲ့အောက်ကချစ်စကားရဲ့မင်းနာမမခွာကြလဲခွေချစ်တဲ့နဲ့ဝိနေရအောင်မဲဒါပေမဲ့ဒီနေ့ပြန်လာခဲ့ပါမယ်ညောင်မျိုးရဲ့အောက်ကကြုံနေတော့ခွဲတကယ်ဆိုရင်ဝေကပါတော့အိုးတွားမီဝဲတကယ်ဆိုရင်ချီကပါတော့အိုးတွားခွဲယောနာစံထုံးပါဆိုစကားရဲ့ဘာကြောင့်များမဖြစ်နိုင်တာလဲ